အဖွဲ့ထဲမှာဂျင်းနဲ့စတို့ဟာတကယ်တော့မောင်နှမတွေဖြစ်တယ်ဆိုတာကိုမြေသူမှသတိမထားမိခဲ့ကြပါဘူး Step Boys ပထမဆုံးပေါ်လာတဲ့အချိန်မှာစပင်အမဲရောင်ရှိတဲ့အဖွဲ့ဝင်တွေကဂျင်းတော်နဲ့ဇောင်းနှစ်ယောက်တည်းပဲဖြစ်တာကိုသတိထားမိလားအဲ့ဒီအပြင်စပင်အမဲရောင်ဖြစ်ပြီး Silver Hope နားကဝတ်ထားသူတွေကလည်းသူတို့နှစ်ယောက်တည်းပဲဖြစ်ပါတယ်နောက်ဆုံးကမ်းမှာဇိုးဝတ်ထားတဲ့ဟူဒီပေါ်ကကြားကောင်းမှတ်သားကိုတင်မြင်မိလားအဲ့ဒါကဂျင်းရဲ့ကြားပုံစံမောင်နဲ့ဆက်ဆက်မှုမရှိဘူးလားဆိုတာစဉ်းစားစရာပါပဲအမှန်တော့ဇိုးဟာဂျင်းရဲ့အငယ်ဆုံးညီမဖြစ်ပြီးဂျင်းကသူ့မကိုနှစ်ပေါင်းများစွာအရင်ကစွန့်ပစ်ထားခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကဂျင်းဟာမိစ္ဆာတကောင်ရဲ့လှုပ်ဆောင်မှုကိုခံခဲ့ရပြီးချမ်းသာမှုနဲ့အာဏာကိုလိုလားလွန်းတာကြောင့်သူ့မိခင်နဲ့ညီမကိုပါလိုက်လံထိခိုက်စေခဲ့ပါတယ်သူတတိပြန်လာတဲ့အချိန်မှာတော့မိခင်ကအစာဟာရမလုံလောက်လို့တေဆုံးသွားခဲ့ပြီးဇောကတော့သူ့ကိုအသေးအတန်ရှာဖွေနေရင်မိစ္ဆာအဖြစ်ပျက်စီးပြောင်းလဲသွားခဲ့ပါတယ်ဂျင်းတို့ကသူ့ညီမကိုအမှောင်ဘက်ကျသွားတာမမြင်နိုင်လို့ဇောရဲ့မှတ်ဉဏ်ကိုပိတ်ဆို့ထားဖို့စပင်ကိုနှလုံးချီပုံ double buns နဲ့ချီထားခဲ့တာဖြစ်ပါတယ်ဒါကြောင့်ပဲဇောကသူတို့ရဲ့တခြင်းတွေကြားရင်မကောက်ခုံမိမယ်ဆိုတာအံ့ဩစရာမဟုတ်ပါဘူးသူမရဲ့အတွင်းစိတ်ကသူ့အကိုကိုတဘာဝကြကြတိမှတ်ထားလို့ပါအဲ့ဒီအတွင်းပိုင်းဆက်နွယ်မှုကိုခန်းစားမိလို့ပဲဇောက Sacha Boys ဟာစိတ်ကောင်းတဲ့မိစ္ဆာတွေဖြစ်တယ်လို့တခြားသူတွေကိုပြောခဲ့တာဖြစ်ပါတယ်နောက်ပိုင်းမှာမိစ္ဆာဖရင်ကဂျင်းတို့ဂျင်းရဲ့စိတ်ကိုပြန်လဲထိန်းချုပ်ပြီးဇိုးကိုတတ်ဖို့ကြိုးစားတဲ့အချိန်ဂျင်းရဲ့ကြားမောင်ကအချိန်မှန်ပေါ်လာပြီးသူ့ကိုတတိပြန်ရစေခဲ့ပါတယ်နောက်ဆုံးမှာသူ့အဖြစ်တွေကိုပြန်လဲဆက်ဖို့ဂျင်းကကိုယ်တိုင်ကိုယ်ကျဆုံးအပ်ဆုံးလုပ်ပြီးသူ့ဝိညာဉ်ကိုရူမီစီအနှံခဲ့ပါတယ်လာမယ့် season 2မှာတော့ Sacha Boys တွေဟာမှတ်ဉဏ်အပြည့်နဲ့ပြန်လာကြမယ်ဖြစ်ပြီးဂျင်းတို့ကသူ့ညီမဇော်ကိုပြန်လဲတိမှတ်လာမယ်ရူမီနဲ့အတူဇော်နဲ့ဂျင်းတို့ဟာရိုမန်တမင်္ဂလာပွဲတစ်ခုကိုကျင်းပမယ်ဖြစ်ပြီး How the Girl ကလည်း Sacha Boys နဲ့ပူးပေါင်းပြီးမိစ္ဆာအတစ်တယောက်ကိုတိုက်ခိုက်သွားမယ်လို့ခန့်မှန်းနိုင်ပါတယ်